တောင်ကုန်မြို့နယ်90ရပ်ကွက်ထဲမှာကိုတင်မျိုးနိုင်ဆိုတဲ့အမျိုးသားတယောက်ရှိတယ်။သူကတရက်ကိုပတ်စံ3000ဆိုတယ်။ပြီးရင်စောက်တွေဝယ်တယ်။အဲ့ဒီစောက်တွေကိုသူထောင်ထားတဲ့ကိုပိုင်စာကြည့်တိုက်လေးမှာဖြည့်ထားပါတယ်။ဟုတ်ပါတယ်ဆယ်ပေတတာပဲရှိတဲ့ဒီခန်းလေးကစာကြည့်လိုက်ပါအဲ့ဒီစာကြည့်လိုက်ပါစာအုပ်တွေအစုံရှိတယ်ကလေးတွေကစားလို့အရွယ်ဆုံးလူတွေသူ့စာကြည့်လိုက်လေးကိုလာကြတယ်ပြီးတော့စာအုပ်တွေငှားကြတယ်ဒါပေမဲ့ဒီစာအုပ်တွေအတွက်ငှားကတပြားမှမပေးရပါဘူးကိုနိုင်ကလည်းစာဖတ်ဝါသနာပါတယ်စာဖတ်ဝါသနာတူပြီပေါ့နော်ဖတ်ကြပါစီဆိုတဲ့အဓိကပေါ့ဖတ်ကြပါစီဆိုတဲ့ဟာနေပြီးကိုစလုပ်ဖြစ်တယ်ပြီးတော့ဒီပေါ့ဒီကလေးတွေအတွက်လည်းရည်စူးပြီးတော့ចောင်းသူចောင်းသားတွေလည်းရည်စူးပြီးတော့ကိုတို့ဒီစာကြည့်တိုက်ပေါ့နော်လုပ်ဖြစ်တာပေါ့အဲ့မဲ့လူငယ်တယောက်ကဖေမြင့်ဆရာဖေမြင့်စာအုပ်ကိုဖတ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ကိုယုံကြည်ချက်တွေအများကြီးတိုးသွားတယ်လေယုံကြည်လာတယ်ကိုယ့်ကိုယုံကြည်လာတယ်ကိုယ့်ကိုယက်တီနိုင်လောက်တဲ့အရေးချင်းတွေကိုကိုယုံကြည်ချက်ပြင်းထန်လာတယ်အခုဆိုလို့ရှိရင်ဒီ90 17 12ပေါ့နော်အဲ့ဒါလေးတွေဖတ်များတယ်ပြီးတဲ့ခါကျလို့ရှိရင်လူလက်ပိုင်းပေါ့လူလက်ပိုင်းဆိုတော့ဥမာ25နေပြီးတော့30လောက်ထိလာတယ်ပြီးရင်လူကြီးပိုင်းကျတော့တို့40ကနေပြီးတော့55လောက်ထိကိုလာကြတယ်သူတို့3မျိုးရှိတာဟုတ်ဟမ်သူကဒီစာကြည့်တိုက်ရေရှည်လဲပတ်ဖို့လိုတဲ့ဝင်ငွေကိုရက်ွက်ထဲမှာသပင်ညှက်ပြီးရှာပါတယ်သူ့သပင်ညှက်ဆိုင်မှာအမျိုးသားအမျိုးသမီးညှက်လို့ရပါတယ်စာကြည့်လိုက်တဲ့လက်စပိတ်ညက်ဆိုင်တလဲကိုသူပဲဦးစီးပြီးရက်ွက်ထဲကကူညီသူတချို့နဲ့လဲပတ်နေပါတယ်တနေ့ဘယ်လောက်ထိဖက်ပြီးသားလဲဆိုတော့မှကွာကိုကြီးတို့ရေးထားတော့တာကိုကြီးတို့12နာရီကနေ9နာရီကိုပြောထားတာတကယ်တော့ကိုကြီးတို့ဖွင့်တာမနက်7နာရီကနေစပြီးဖွင့်ပေးတာည9နာရီထိုးပြီးပေါ့သူဒီကလည်းလာငှားတယ်ဆိုတာလဲတောက်လျှောက်ကြီးလဲလာနေတာမဟုတ်ဘူးလေအဲ့လိုမျိုးဟိုသူတို့လာငှားတဲ့အချိန်ကိုလုံးလုံးလည်းသူတို့ကကိုယ်ဆောင်ပေးတယ်သူတို့ငှားနေတဲ့အချိန်ကျလို့ချင်းကိုအားရင်လည်းကိုကလည်းသူတို့ဆောင်ပေးတယ်အကိုလုံးကတော့ဘယ်လိုကမှဆိုတော့ကိုအားနဲ့ကိုကြတော့အဆင်ပြေနေတာပဲကျွန်တော်ကတော့သပင်မဲညှက်တယ်လေသပင်ညှက်တယ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တနေ့ကို3000စုတယ်3000စုပြီးတဲ့ခါကျလို့ရှိရင်ဒီတလပြည့်တာနဲ့တစ်ချိန်ပေါ့ဘိုးတို့ပြန်ပြီးဝယ်ဖြစ်ပြီးတာပေါ့စာကြီးတိုင်းမှာဒီစာကြီးတိုင်းအင်္ဂလိပ်နဲ့ညီတဲ့စာအုပ်လေးတွေကျတော့ဖြည်းဖြည်းနဲ့တလကိုတအုပ်တော်2ကောင်2အုပ်တော်လည်းမဖြစ်မနေဝယ်စုရတဲ့စာအုပ်တွေရှိတယ်လေအဲ့ဒီကကျတော့ဒီတဖြည်းဖြည်းနဲ့မှကိုတို့တွားရတာဟုတ်အခုဆိုကိုတို့2019ရေကနေအခု2025ဆိုတဲ့ကတလကို9000နှုန်းနဲ့ဆိုတော့လဲအဲ့လိုမျိုးဒီစာအုပ်တွေဖြစ်သွားတော့ငယ်ငယ်ကဆင်းရဲခဲ့တဲ့ကိုတင်မျိုးနိုင်ကသူကိုယ်တိုင်စာဖတ်ဝါသနာပါတဲ့အပြင်သူနာပတ်ဝန်းကျင်ကလူတွေကိုလည်းစာဖတ်စေလိုသူဖြစ်ပါတယ်ဒါကြောင့်မို့နိုင်ငံခြားမှာအလုပ်လုပ်ပြီးပြန်လာတဲ့နောက်မှာတော့ဒီစာကြည့်တိုက်ကိုသူ့တကိုယ်ရေးအင်အားနဲ့ပဲစခဲ့ပါတယ်ရေမောပျော်ရွှင်စရာနဲ့တုဒရတစာအုပ်တွေရာနဲ့ချီရှိနေတဲ့ဒီစာကြည့်တိုက်ကတက်တန်း6နှစ်ရှိပါပြီကိုတင်မျိုးနိုင်က
သူ့စာကြည့်ရိုက်ကိုဒီထက်ကြီးမားစုံလင်အောင်လုပ်ဖို့အကြံရှိပါတယ်အခုတော့ဒီစာကြည့်ရိုက်လေးမှာနေ့စဉ်မပြတ်စာအုပ်ငှားနေတဲ့သူတွေရှိနေပါသေးတယ်